အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ချိန်မှာပြုလုပ်တဲ့ငလင်ဘေးလွန်မြန်မာစီပိုင်းပြန်တဲ့ကုစားခြင်းနဲ့ပြန်တဲ့ထူထောင်ခြင်းသွန်သပွဲသုံးသက်ဆွေးနွေးပွဲအခမ်းအနားကိုတက်ရောက်လာကြတဲ့နိုင်ငံတော်ကတာဝန်ရှိပုဂ္ဂိုလ်များဒီနေ့ဖိုရမ်ကိုကျင်းပဦးစီးကျင်းပတဲ့မြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မြန်မာ Narrative Think Tank နဲ့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလုပ်ငန်းရှင်များအသင်းချုပ် MSCCI မှဥက္ကဋ္ဌနဲ့တာဝန်ရှိသူများနှံတမာများနိုင်ငံရေးပါတီများနဲ့ရပ်ဖွဲ့ဖွဲ့စည်းတွေကကိုယ်စားလှယ်များစီးပွားရေးပညာရှင်များနဲ့အသင်းဖွဲ့များကတာဝန်ရှိသူများတရားတော်ကြီးများအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်တာလိုက်ရပါတယ်ဒီနေ့ဖိုရမ်ကြီးကိုမြန်မာမာရတီငလင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့စီးပွားလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေဖို့ငလင်ဘေးလွန်ကာလမှာဖြစ်ပေါ်လာမဲ့ပြည်တွင်းပြည်ပဈေးကွက်စီးပွားရေးအသင်းများနိုင်ငံစီးပွားရေးပုံမူကောင်းမွန်လာစေမဲ့အခွင့်အလမ်းများနဲ့ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေကိုသိရှိနိုင်စေဖို့နဲ့မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအခင်းကျင်းတဲ့ပထဝီစီးပွားရေးအခွင့်အလမ်းတွေကိုသိရှိအသုံးချပြီးပြည်တွင်းကထုတ်ကုန်ပစ္စည်းတွေကိုဈေးကွက်ချက်ထွင်နိုင်ရေးနဲ့စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပေါင်းစည်းမြင့်တင်နိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်သုံးပါးနဲ့ကျင်းပတာပဲဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာရီချာစကီ9.9အဆင့်ရှိတဲ့အင်အားပြင်းတဲ့ငလင်မားလေးငလင်ဖြိုးခဲ့တာယခုဆိုရင်တလပြည့်ခဲ့ပြီးဖြစ်ပါတယ်မားလေးငလင်ကြီးကြောင့်တည်ဆုပ်သူ3939ဦးထိခိုက်ဒဏ်ရာသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးရှိခဲ့ပါတယ်မားလေးငလင်ကြီးဒုက္ခပြီးချင်းမှာပဲတိစုစုချုပ်မှုပမာဏများပြားလာကိုတွေ့ရှိရတဲ့အတွက်ကျွန်တော်အနေနဲ့ချက်ချင်းပဲဆိုသလိုကယ်ဆယ်ရေးကူညီထောက်ပံ့လုပ်ငန်းတွေမှာပြည်တွင်းပြည်ပကကူညီတွေပေးရနိုင်ဖို့တဲ့ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်အဲဒါကြောင့်လည်းနိုင်ငံပေါင်း22နိုင်ငံကကယ်ဆယ်ရေးပစ္စည်းတန်ကြေး3109.31ခွန်ရရှိခဲ့ပြီးကယ်ဆယ်ဝန်ထမ်းပေါင်း1090ဦးကျန်းမာရေးစောင့်ရှောက်ရေးပညာရှင်များနဲ့ဆရာဝန်များ289ဦးလာရောက်ပြီးတော့ကယ်ဆယ်လုပ်ငန်းတွေလှုပ်ဆောင်ပေးခဲ့ကြပါတယ်။ဒီနေ့သူပြီးချိန်မှာလည်းနိုင်ငံပေါင်း26နိုင်ငံကကယ်ဆယ်ဝန်ထမ်းများနဲ့ကူညီတွေဟာလေကြောင်းရေကြောင်းနဲ့ကုန်လမ်းခီးတဲ့တဆင့်ရောက်ရှိလာကြပါတယ်။အဲဒီအတွက်မာလင်းငလင်ကြီးကယ်ဆယ်လုပ်ငန်းတွေမှာကူညီခဲ့ရတဲ့နိုင်ငံတွေကအစိုးရများနဲ့အဖွဲ့အစည်းများပြည်တွင်းပြည်ပအထူးရှင်များနဲ့ကယ်ဆယ်ဝန်ထမ်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းနိုင်ငံတော်ဆွေးနွေးတဲ့ပြည်သူများကိုစားပြောကြားလိုပါတယ်အားလုံးသိရှိတဲ့အတိုင်းပဲမာလင်းငလင်ကြီးကြောင့်ကျွန်တော်တို့နိုင်ငံရဲ့လူမှုစီးပွားပြည်စည်းဆုံးရှုံးမှုတွေဟာအလုံးမဲ့ကြီးမားခဲ့ပါတယ်တွက်ချက်ထားမှုရငွေကျပ်3629ဒါသမ208ဘီလီယံရှိခဲ့ပြီးပြန်လည်ထူထောင်လုပ်ငန်းတွေကိုအခြေဟုန်နဲ့ကျွန်တော်တို့အားလုံးဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်ဆိုတော့ကမ္ဘာပါတွက်ချက်မှုတွေတော့နည်းနည်းကွာခြားမှုရှိပါတယ်ဒါကတော့ကျွန်တော်တို့စပြီးတော့တိဆောက်တဲ့အချိန်မှာကုန်ကြတဲ့ဈေးတွေကိုကျွန်တော်တွက်ထားခြင်းဖြစ်ပါတယ်ကြောလာကြတဲ့ဧည့်သည်တော်များခင်ဗျာဒီနေ့ကျင်းပတဲ့ဖူရမ်ဟာမာလင်းငလင်ကြီးကျော်ပျက်စီးဆုံးရှုံးရတဲ့မြန်မာစီးပွားရေးကိုပြန်လည်ဘယ်လိုကူစားမလဲဘယ်လိုပြန်လည်ထူထောင်ကြမလဲအဲ့ဒီပြန်လည်ကူစားပြန်လည်ထူထောင်မှုတွေကတည်းကဘယ်လိုခွန်အားတွေရှိလာနိုင်ဆိုတာကိုလူမှုစီးပွားရေးအမြင်ရှုထောင့်တွေပြည်တွင်းနဲ့နိုင်ငံတကာပညာရှင်တွေသုံးသပ်မှုတွေလက်တွေ့ထိခိုက်ခံစားရတဲ့စီးပွားရေးနယ်ပယ်တည်တည်ကအကြံပြုချက်တွေကိုလည်းစူးစီးသွေးနွေးကြမှာလည်းဖြစ်ပါတယ်မန္တလေးကရင်တဘာဝဘေးကြီးကကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘာလို့ကြံ့ကြံ့ခိုင်နိုင်ရှိကြတယ်ကျွန်တော်တို့ရဲ့အခြေခံအဆောက်အဦတွေဘာလို့ခိုင်ခံတယ်ကျွန်တော်တို့ရဲ့အဖွဲ့အစည်းတွေဘာလို့အားကောင်းတယ်ဆိုတာကိုစမ်းသပ်လိုက်တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဒီကနေ့ကျွန်တော်ဒီနေရာကိုစုဝေးလောက်ရှိဒါတာကတော့ကျွန်တော်တို့ဘာလို့ဆုံးရှုံးခဲ့ရတယ်ဆိုတာတွက်ချက်ဖော်ပြဝမ်းနေနေကြဖို့တဲ့မီးရန်တွေကဇာမနီငှက်လို့ကျွန်တော်တို့ဘယ်လိုပြန်လဲနိုးထရုံးကန်ရှင်တန်ကြမလဲဘယ်လိုပြန်လဲတိဆောက်ကြမလဲအဲ့ဒီထက်အရေးကြီးတာကဘယ်လိုပိုပြီးကောင်းအောင်တိဆောက်ကြမလဲဆိုတာတွေကို
နိုင်ငံချစ်စိတ်အခြေခံပြီးစီးလို့ညွညွတ်ရင်းနှီးစွာနဲ့ဆွေးနွေးတိုင်ပင်ကြဖို့ဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်မြန်မာနိုင်ငံကိုရက်ခါထူရှားခဲ့တဲ့မန္တလေးငလျင်ကြီးဟာယူပန်းဆရာပြည်စည်းမှုတွေဖြစ်ခဲ့ရတဲ့မှာကကျွန်တော်တို့ရဲ့လူမှုစီးပွားဘဝတွေတေယိုပိုးဆောင်ရေးတွေစွမ်းအင်တွေဆက်သွယ်ရေးတွေကိုဖျက်ဆီးဖြတ်တောက်ခဲ့ပါတယ်အသက်တွေဆုံးရှုံးခဲ့ရပြီးငလျင်ဘေးသင့်ပြည်သူတွေဟာနေရက်တွေယာယီရွှေ့ပြောင်းခဲ့ရပါတယ်ပြည်သူတွေရဲ့စိတ်သက်ခွန်အားကိုလည်းထိခိုက်စေခဲ့တယ်လို့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်မှာလည်းရက်ခတ်မှုတွေအထိုက်လျောက်ရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာအင်အားရှိလာတဲ့အမှန်တရားတစ်ခုနဲ့နိုးထလာခဲ့ကြပြီဖြစ်ပါတယ်အဲ့ဒီအမှန်တရားကတော့မြန်မာလူမျိုးတွေရဲ့ပြည့်ပြတဲ့စိတ်ဓာတ်နဲ့စူးစီးညီညွတ်မှုဟာငလျင်ကြကျိုးပဲ့ပြည့်စည်သွားမှုမရှိဘူးကြံ့ကြံ့ခံပြီးရင်ဆန်ချိုလာတောင်းနာမယ်ဆိုတာပဲဖြစ်တယ်လို့ကျွန်တော်အခိုင်အမာပြောချင်ပါတယ်ကျွန်တော်ရဲ့အခုဆွေးနွေးပြောဆိုမှုဟာတွေ့တော့စဉ်းစားမှုတစ်ခုတည်းမှာကပဲလမ်းပြမြေမို့တစ်ခုတည်းအုံမြင့်ခြာကြီးဖြစ်တယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်မြန်မာနိုင်ငံရဲ့ငလျင်ဘေးလွန်စီးပွားရေးပြန်လည်ကူစားကြရမှာကျွန်တော်တို့ရဲ့စူပေါင်းရှိမြင်မှုတွေနဲ့အတူဆောင်ရွက်တဲ့မဟာဗျူဟာမြောက်မန္တန်ကြီး၃ရပ်ကိုကျွန်တော်သုံးသပ်ပြောလိုပါတယ်အဲ့ဒီသုံးသပ်၃ရပ်ကတော့ပထမမန္တန်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီမှုများနဲ့လူမှုကာကွယ်ရေး Humanitarian Relief and Social Protection ဒုတိယမန္တန်ကအခြေခံအဆောက်အအုံများပြန်လည်တည်ဆောက်ရေးနဲ့စီးပွားရေးပြန်လည်ရှင်သန်ခြင်း Infrastructure Reconstruction and Economic Revival နဲ့တတိယမန္တန်ကကြံ့ကြံ့ခံပြီးခြုံငုံမှုရှိတဲ့ပြုပြင်ပြောင်းလဲမှုများ Reform Eco and Reliance and Inclusivity စတဲ့ပဲဖြစ်ပါတယ်ပရောတို့မာနယ်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုတွေနဲ့လူမှုကာကွယ်ရေးနဲ့ငလျင်တဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးတဲ့နောက်ကျွန်တော်တို့ရဲ့ဦးစားပေးမှုဟာရိုးရှင်းပြီးအစောတင်လျော့မဲ့ကိစ္စဖြစ်တဲ့အသက်တွေကိုကယ်တင်ဖို့နဲ့လူမှုတိုင်ဝမ်တည်ငြိမ်မှုရရှိစေဖို့ကျွန်တော်တို့ထားနေလှုပ်ဆောင်ကြရပါတယ်အစိုးရဖွဲ့စည်းတွေဒေသဆိုင်ရာအာဏာပိုင်တွေအရပ်ဘက်ဖွဲ့စည်းတွေနဲ့နိုင်ငံတကာမိဘဖွဲ့စည်းတွေကြားမှာတည်တတ်ထင်ရှားတဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေခြေခြေပြက်ပြက်ရရှိအောင်ဆောင်ရွက်ခဲ့ပြီးဆက်လက်ဆောင်ရွက်ရရှိတာလည်းဖြစ်ပါတယ်အခုဆောင်ရွက်နေတာဒီပုံမှာလည်းပုံမှုထိရအောင်အရှင်မြင့်တင်ဆောင်ရွက်သားကြဖို့လည်းလိုအပ်ပါတယ်ငလျင်ကြီးကြောင့်လူပေါင်း6သိန်းကျော်ပေါ်မှာဓာတ်ရိုက်အကျိုးသက်မှုရှိခဲ့ပြီးလူထောင်ပေါင်းများစွာအိုးအိမ်ရွှေ့ပြောင်းခဲ့ရတာရှိပါတယ်ငလျင်ဘေးကြီးမားစွာခံစားခဲ့တဲ့ဒေသတွေမှာငလျင်လှုပ်ပြီး92နာရီတွင်အရေးပေါ်ရွက်ဖြင့်တဲတွေကိုတိစောက်ပြီးခဲ့ပါတယ်။တန်ရှင်းတဲ့ရေအစားအသောက်နဲ့ဆေးဝါးတွေကိုလည်းပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ကျန်းမာရေးဆောင်ရှောက်မှုတွေနဲ့ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ဒေသတွေမှာရွှေ့ပြောင်းဆေးတွေနဲ့ဆေးကမ်းတွေဖွင့်လှစ်နိုင်ခဲ့ပြီးငလျင်ဘေးသည့်ပြည်သူတွေကိုအရေးပေါ်ကျန်းမာရေးဆောင်ရှောက်ပေးနိုင်ခဲ့ပါတယ်။လူမှုတာဝန်ကြားထဲမှာအထူးသဖြင့်ကလေးငယ်တွေတက်ကြီးရွယ်တွေနဲ့အသက်ဘေးကလက်မြလာသူတွေရဲ့စိတ်ထိခိုက်ခံစားမှုတွေတက်တဲ့စိတ်ပိုင်းဆိုင်ရာအပိကူညီမှုတွေကိုပါလဲထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတာကတော့တက်တာသွားရုံနဲ့ရပ်တန့်ပြည့်လို့မရပါဘူးအဲ့ဒီအကူအညီတွေကိုလူမှုကာကွယ်စနစ်တူတွေကိုကူးပြောင်းပြရမှာလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဟာယာယီနေအိမ်တွေကနေငလျင်တန်ခံနေတဲ့အမြဲတမ်းနေအိမ်တွေကိုဆောက်လုပ်ပေးတာတွေနေရာရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ကလေးငယ်တွေကိုလုံခြုံစိတ်ချရတဲ့ကျောင်းများနဲ့စာသင်ခန်းတွေမှာတက်ရောက်တည်ကြနိုင်စေဖို့ဆောင်ရွက်ပေးတာတွေနဲ့ပြည်မငွေဆုံးရှုံးခဲ့ရတဲ့မိသားစုတွေရဲ့အရေးပေါ်အသက်မွေးဝမ်းကြောင်းထောက်ပံ့ငွေပြပပိုးကြီးပေးတာကိုလည်းဆောင်ရွက်ပေးတဲ့ရှိနေပါတယ်ဒါလူမှုကာကွယ်ပေးမှုအစီအစဉ်ရဲ့အစိပ်ပိုင်းတွေလည်းပြောနိုင်ပါတယ်အဲကြောင့်ကျွန်တော်တို့ရဲ့ပထမမန္တန်ဟာပြည်သူအရေးဦးစားပြီးဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်းပြောလိုပါတယ်ဒုတိယမန္တန်ဖြစ်အခြေခံဆောက်အုံများပြန်လည်တည်ဆောက်ခြင်းနဲ့စီးပွားရေးပြန်လည်ရှင်သန်စေဖို့ကိုဆောင်ရွက်နေပါတယ်ဂရင်းရဖြစ်ပေါ်လာခဲ့တဲ့စီးပွားရေးခန္ဓာထိခိုက်ဆုံးရှုံးမှုတွေဟာအားအသင့်အောင်ပဲကြီးမားပါတယ်ရ
လမ်းတွေကစူးစူးဝါပျက်စီးခဲ့ပြီးတရားတွေလည်းပြိုကျခဲ့ပါတယ်။ MSME တွေကလည်းဆောက်ရုံတွေစီးပွားလုပ်ငန်းကြီးတွေထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့အကြက်တဲတွေမှာအခွင့်အရေးတွေဆိုတာလေရှိနေတတ်တယ်ဆိုတာကျွန်တော်တို့သတိပြုရမှာလည်းဖြစ်ပါတယ်။အခုချိန်ဟာပြည်내တိဆောက်ဝင်တက်ကာလမဟုတ်တော့ပါဘူး။ပိုပြီးကောင်းမွန်တဲ့ပိုပြီးစိမ်းလန်းတဲ့လူမှုပတ်ဝန်းကျင်တွေကိုလည်းပြန်လည်တိဆောက်နိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာကြာခံတဲ့အခြေခံအဆောက်အအုံတွေပြန်လည်တည်ထောင်ရေးနဲ့အမျိုးသားအစီအစဉ်မှာစိတ်တကြတဲ့လှုပ်ဆောင်သွားကြပါမယ်။အဲ့ဒီအစီအစဉ်ထဲမှာပြည်တွင်းရန်ကုန်ငွေတွေအစိုးရနဲ့ပုဂ္ဂလိကတို့ရဲ့မိဖက်ဆောင်ရွက်မှုတွေ public private partnership နဲ့နိုင်ငံတကာကူညီတွေကိုထည့်သွင်းပါဝင်စေပြီးအဓိကကျတဲ့နယ်ပယ်၅ခုမှာပြန်လည်ထူထောင်ရေးတွေဦးစားပေးလှုပ်ဆောင်တင်ပါတယ်။အဲ့ဒီနယ်ပယ်တွေကတော့လမ်းမဆက်သွယ်ရေးလျှက်စစ်စွမ်းအင်စိုက်ပျိုးရေးတယ်လီဖုန်းဆက်သွယ်ရေးနဲ့အများပြည်သူပိုင်အဆောက်အအုံတွေပဲဖြစ်ပါတယ်။လမ်းမဆက်သွယ်ရေးတွေလမ်းတွေတရားတွေကိုလင်းတန်းခံနေတဲ့ဒီဇိုင်းနဲ့ပြန်လည်တည်ဆောက်သွားကြမှာလည်းဖြစ်ပါတယ်။လျှက်စစ်စွမ်းအင်နယ်ပယ်မှာနေအောင်ကြီးစွမ်းအင်နဲ့ hybrid mini grid တွေကိုကြီးတဲ့ဒေသတွေမှာအရှိန်မြင့်အကောင့်ထဲပေါ်သွားကြမှာဖြစ်ပါတယ်။စိုက်ပျိုးနယ်ပယ်မှာတောင်သူတွေလိုအပ်တဲ့မျိုးကောင်းမျိုးသက်မျိုးစီများနဲ့စိုက်ပျိုးရည်များတွင်းအားစုများထောက်ပံ့ပေးခြင်းနဲ့လေယာအမကစနစ်မျိုးတွေလည်းဆောင်ရွက်တင်ပါတယ်။မြေလေပေးတင်ထားတဲ့ဒေသတွေမှာ digital ချိတ်ဆက်မှုတွေတိုးချဲ့လှုပ်ဆောင်ပေးကြမှာဖြစ်ပါတယ်။ပြည်တော်ကျောင်းတွေဆေးရုံတွေအစိုးရရုံးတွေကိုလည်းငလျင်တန်းခံနေတဲ့အဆောက်တွေဖြစ်အောင်တမဆိုင်ရေးဆိုင်ရုံးနဲ့အညီပြန်လည်တည်ဆောက်ပေးကြမှာဖြစ်ပါတယ်။အခြေခံဆောက်တွေပြန်လည်တည်ဆောက်ခြင်းတဲ့တူကျွန်တော်တို့ကမြန်မာစီးပွားရေးရဲ့ကျိုးတို့ပမာဖြစ်နေတဲ့အသေးစားအငယ်စားအလတ်စားလုပ်ငန်း MSME တွေပြန်လည်ရှင်းတန်းအောင်လဲအောင်ဆိုင်လုပ်ကြမှာလည်းဖြစ်ပါတယ်။ကိုကြီးထောက်ပံ့မှုတွေသုံးနှတက်တာတဲ့ချင်းငွေတွေနဲ့ digital ရေးချင်တဲ့နယ်ပေးမှုတွေလည်းလုပ်ဆောင်ပြီး MSME တွေရဲ့ကိုယ်တိုင်ဆောင်အားစုပြန်လည်ရှင်းတန်းလာအောင်ဆောင်ရွက်ပေးရပါမယ်။အဲဒီလိုဆောင်ရွက်ပေးနိုင်ရင်စီးပွားပြန်လည်ဥမော့လာပြီးစင်းရဲမှုကိုလျှော့ချနိုင်ပြီးတော့မှလောက်ကအခွင့်အရေးတွေလည်းဖန်တီးလာနေမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကငလျင်ပေးပြန်လည်ထူထောင်လုပ်ငန်းတွေကတည်းကရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ပြန်လည်ထူထောင်ရေးဖိုရမ်လိုပွဲမျိုးကျင်းပခြင်းဖြင့်ဆောင်ရွက်နိုင်ပါမယ်။အဲဒီလိုဖိုရမ်တွေမှာပြန်လည်ထူထောင်ရေး zone recovery zone တွေကိုတတ်မှတ်ခွင့်ပြုခြင်းလူသားကဏ္ဍရှိတဲ့တက်တာခွင့်မလုံးပေးခြင်းနဲ့ ESG focus regulation တို့ခေါ်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးနဲ့အုပ်ချုပ်မှုကောင်းမွန်ရေးအခြေခံတဲ့လူထုလူနည်းတွေကိုဖော်ထုတ်ပြီးရင်းနှီးမြှုပ်နှံမှုတွေကိုလည်းဆွတ်ဆောင်နိုင်မယ်လို့လည်းယူဆပါတယ်။တရားရမှနိုင်ငံတွေကတော့ပြုပြင်ပြောင်းလဲမှုနဲ့ကမ္ဘာလုံးဆိုင်ရာမိဖက်ပြုခြင်း reform and global partnership အစီအစဉ်တွေပဲဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးလို့ဆိုလိုက်လို့ရှိရင်ယူပိုင်းဆိုင်ရာတဲ့ကြော်လွန်ပြီးအဓိပ္ပာယ်တက်မှုရှိတယ်လို့ပြောမှာလည်းဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးဟာပြုပြင်ပြောင်းလဲခြင်းနဲ့အသစ်ပြန်လည်တည်ဆောက်ခြင်းရဲ့လုပ်ငန်းစဉ်လို့ခြေပြန့်စဉ်းစားဆောင်ရွက်ကြမှာဖြစ်ပါတယ်။ဒီမှန်တဲ့ကပုံမတောင့်တင်းခိုင်မာတဲ့အခြေခံအုံမြင့်တစ်ခုကိုအမြဲတမ်းရှိတဲ့မူဝါဒတွေအားကောင်းတဲ့အဖွဲ့အစည်းတွေနဲ့အခြေခံတည်ပြီးတည်ဆောက်ချမှတ်တော့ရမယ်မှန်တယ်လည်းဖြစ်ပါတယ်။အဲဒီဆောင်ရွက်ကြမှာကျွန်တော်တို့ဟာရေရှည်ချင်းကပ်မှု၃ရပ်ကိုလွတ်ဆောင်တင်ပါတယ်။အဲဒါကတော့ငလျင်ပါဝင်တဘာဝဘေးအန္တရာယ်အတွက်အသည့်ပြင်ဆင်ထားရှိမှုငွေကြေးဘာသာရတာဝန်ယူမှုတာဝန်ခံမှုနဲ့အားလုံးခြုံငုံတဲ့ဖွံ့ဖြိုးတိုးတက်မှုများပဲဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်အသည့်ပြင်ဆင်ထားရှိမှုကိုချင်းကပ်လွတ်ဆောင်ရမှာကျွန်တော်တို့ကတဘာဝဘေးအန္တရာယ်မြင့်မားမှုရှိနေတဲ့နေရာပြအမျိုးသားအဆင့်မြေပုံတစ်ခုနောက်ဆုံးအချက်လည်မှန်းတဲ့သူရေးဆွဲပြီးအခြေခံဆောင်ရွက်တင်ပါတယ်။သောတိသာချက်ပေးစနစ်များတက်ဆင်ကြရပါမယ်။ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းခေတ်မီနည်းပညာတွေနဲ့ပေါင်းစပ်ပြီးပြန်လည်ရေးဆွဲသွားကြဖို့လိုအပ်ပါတယ်။ဗန်လိုက်ဆိုင်ရာတာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာဆိုတာမှာလည်းကျွန်တော်တို့ကပြန်လည်တည်ဆောက်ရေးရန်ပုံငွေများခွဲဝေတုံးဆက်မှုကိုထင်သာမြင်သာရှိစေရပါမယ်။
ပြီးတော့အလေလွင့်မရှိစေနဲ့တိုးတက်စေဖို့တဲ့အမြဲတမ်းကြက်မှဆီးရှုမဲ့ရဟန်းတွေလည်းဖွဲ့စည်းဆောင်ရွက်ကြမှာလည်းဖြစ်ပါတယ်တတဲ့ချင်းကမှုဖြစ်တဲ့အားလုံးခြုံငုံပါဝင်တဲ့ဖူးတဲ့မှုဆိုတာမြို့သမီးတွေတိုင်းဒေသညီကိုမောင်နှမတွေနဲ့ပြည်သူအားလုံးခြုံငုံပါဝင်စေမဲ့ဖူးမှုတဲ့မှုကိုဖော်ဆောင်ခြင်းလည်းဖြစ်ပါတယ်ကြောရကြတဲ့အဲ့တော်များခင်ဗျာကျွန်တော်တို့ရဲ့ပြည်내ထူထောင်ရေးအစီအစဉ်တွေကိုဆောင်ရွက်တဲ့အခါမှာနိုင်ငံတကာနဲ့ဒေသဆိုင်မိဖက်များနဲ့အတူလက်တွဲဆောင်ရွက်ကြဖို့လည်းလိုအပ်ပါတယ်အာဆီယံနဲ့ဒေသတွင်းနိုင်ငံများအင်ဒီဂျီနိုင်ငံများဒေသနဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့အတူငလျင်ပြပြည်내ထူထောင်ရေးတွေကိုလည်းကာလတူကာလလတ်ကာလရှည်စီမံဆောင်ရွက်ကြဖို့လိုရတယ်ဆိုတာလည်းသုံးသပ်ပြောကြလိုပါတယ်ပြည်내တိဆောက်ခြင်းဆိုတာပြည်စည်းနေတဲ့အဆောက်အုံတွေပြည်내ပြင်ဆင်တာစီဝဲဆုံးရှုံးမှုတွေကိုပြည်내နေရာထူအောင်လုပ်နေတာတမကပဲအနာဂတ်မှာလုံခြုံအာမခံမှုရှိတဲ့နိုင်ငံတကာနိုင်ငံကိုဖာတီတိဆောက်ခြင်းလည်းဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီနိုင်ငံမှာအခြေခံအဆောက်အုံတွေကကြက်ကြက်ခံပြီးခြံတယ်ပြီးအုပ်ချုပ်မှုပါတာဝန်ခံမှုတာဝန်ယူမှုရှိတဲ့မျှတတာဖွံ့ဖြိုးတိုးတက်တဲ့အခြေခံကောင်းတွေရှိနေရမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်မှာပါဝင်ချဖို့တဲ့ကျွန်တော်တို့ရဲ့ဒေသအတွင်းနဲ့နိုင်ငံတကာမိဖက်တွေအနေနဲ့ကျွန်တော်တို့ကိုထောက်ကအားပေးနေတာမှာကပဲအမြင့်သည့်မြန်မာနိုင်ငံ A new vision of မြန်မာအတွက်ကျွန်တော်တို့နဲ့အတူရင်းနှီးမြှုပ်နှံပေးကြဖို့လဲဖိတ်ခေါ်လိုပါတယ်အဲ့ဒီနိုင်ငံမြန်မာနိုင်ငံကိုပုံမစည်းလုံးညီညွတ်တဲ့ပုံမချုံငင်ပါဝင်ကြတဲ့ပြီးတော့အနာဂတ်ကိုအသင်းဖြစ်မှုနေမှုကိုပုံမခိုင်မာနေတဲ့နိုင်ငံတကာနိုင်ငံအဖြစ်ကျွန်တော်တို့ပုံဖော်တိဆောက်ချင်ပါတယ်တိဆောက်ဖို့လဲလိုအပ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဒီနေ့လေဂလင်ပေးကယ်ဆယ်ရေးဒီမှာပြတ်သားခဲ့ကြတဲ့ပြည်သူတွေရဲ့ရေစံတတ္တိစီလုံးညီညွတ်မှုနဲ့ဇွဲလုံးတာတွေဟာကျွန်တော်တို့နိုင်ငံရဲ့အကြီးမားဆုံးသောအမျိုးသားအရင်းအနှီးတွေဖြစ်တယ်လို့ကျွန်တော်ဂုဏ်ပြုပြောကြလိုပါတယ်ကျွန်တော်တို့နိုင်ငံကိုပြန်လည်ထူထောင်ကြမယ်ခီးရှည်မှာကျွန်တော်တို့ရဲ့ပြည်သူတွေဟာကျွန်တော်တို့ကိုဥဆောင်ခေါ်သွားမယ်ကျွန်တော်တို့ယုံကြည်မှုအလန်းတွေဖြစ်ကြပါလို့လည်းတင်စားပြောလိုပါတယ်ကျွန်တော်ပြည်သူတွေအနေနဲ့ဘေးအန္တရာယ်မျိုးမျိုးအခက်အခဲမျိုးမျိုးကြောက်ရတဲ့အချိန်မှာအခုလို we are stronger we are together ဆိုတဲ့စိတ်သဘောထားခံယူချက်တွေကိုလည်းဆက်လက်မွေးမြူပြီးကြံ့ကြံ့ခံကြော်တော့ပေးကြဖို့လည်းတိုက်တွန်းပြောကြလိုပါတယ်ဒီကုန်းချုပ်နေတဲ့အခုလိုဆွေးနွေးပွဲကြီးရဲ့ရလဒ်တွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုလှပစွာပုံဖော်ရမှာအားကောင်းတဲ့ကောက်ကြောင်းပုံရိပ်တွေဖြစ်အကျိုးပြုနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆွေးနွေးပွဲကိုတက်ရောက်ဆွေးနွေးကြတဲ့ပြည်တွင်းပြည်ပပညာရှင်တွေကိုလည်းကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ရှိပါတယ်အဲ့ဒီဆွေးနွေးပွဲကရရှိထားတဲ့အတွေ့အမြင်တွေဘူးသူရတွေရလကောင်းတွေကိုမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာချမှတ်ရမှာထက်တဲ့အသုံးပြုနေအောင်ဝိုင်းဝန်းကြံဆောင်ပေးကြဖို့နဲ့အနာဂတ်နိုင်ငံတော်ကြီးကိုပုံမလှပတဲ့အနာဂတ်ကိုထုံးလင်းတော့အလင်းသားများနဲ့တူဖာတီပုံဖော်တိဆောက်ပေးကြဖို့တိုင်တွန်းပြောကြိုင်းနဲ့နေကုန်းလျှောက်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပြောတဲ့ဆက်တယ်နေပြောလိုက်ပါနော်ဝင်ကြီးကတော့ကျွန်တော်အောက်ဆိုင်ကဆင်းမှုပြောပါတယ်ဒါပေမဲ့ကျွန်တော်လည်းဆွေးနွေးဖို့အကြောင်းအရာတွေတစ်ခုရှိလို့ပါကျွန်တော်လည်းဒီဆွေးနွေးပွဲလုပ်ဖို့လည်းလာပြီးတင်ပြတဲ့အချိန်မှာကျွန်တော်လုပ်ဖို့တင်ပါတယ်ဆိုပြီးကျွန်တော်ပြောပါတယ်ပြီးတော့ကျွန်တော်တချို့ဟာလေးတွေဖြစ်တဲ့နေရာလေးကျွန်တော်ဝင်ကြီးလည်းပြောပြပါတယ်ဒါလေးဖြစ်တယ်နဲ့ဒါတွေလုပ်တယ်နဲ့ဆိုတော့ကျွန်တော်ပြောပြပါတယ်ခုနအဲ့ဒီမေကုမှာလည်းတချို့ချက်တွေပါတယ်လို့ခုနပြန်လေထူထောင်ရေးတရှင်းပါလေတော်လေးကျွန်တော်တို့ရဲ့လမ်းညွှန်ချက်တွေဒါပါလာပြီဖြစ်ပါတယ်တူပဲဆိုတော့ဗီဒီယိုမှတ်တမ်းကိုပြတဲ့အချိန်မှာလေကျွန်တော်တို့ရဲ့ဘယ်ကြီးကြုံတွေ့နေရတဲ့အခြေအနေလေးတွေလည်းကျွန်တော်တို့ဖြောပထားတော့လေကျွန်တော်တွေ့ရပါတယ်ဒီထဲမှာကျွန်တော်10မိနစ်လောက်ပေါ့နော်10မိနစ်လောက်ကျွန်တော်လေးဆွေးနွေးပြအဲ့တော့ဒီငရေတန်းနဲ့ပတ်သက်ပြီးတဘာဝဘေးရနေရတော့ကျွန်တော်တို့ကြုံတွေ့ရတာကျွန်တော်တို့တာဝန်ယူပြီးတဲ့2021ခုနှစ်နောက်ပိုင်းမှာတော့တဘာဝဘေးရနေသူကတော့ကျွန်တော်တို့ကဒီယာတီလူဖောက်ပြန်မှုကြောင့်ဖြစ်လာတဲ့ဟာမှာကပဲနဲ့ဥမာပြင်ကိုဗစ်လို့အာနေဒီကျွန်တော်တို့2021 20မှာလည်းတော်တော်ကြော်ရခဲ့ရပါတယ်အဲဒါလိုစားပဲ
ဒါနောက်ဆက်တဲ့ခုနှစ်ကျွန်တော်တို့တာဝန်ယူပြီးတဲ့အချိန်မှာနိုင်ငံရေးသဘောထားကွာလွဲမှုတွေကြောင့်ဖြစ်ပေါ်တဲ့စုပူအကြမ်းဖက်မှုတွေပါတယ်2021 22 23ပေါ့လေနှစ်ဆန်းပိုင်းထိပေါ့ဒါကြီးလေးကျွန်တော်တို့ခက်ကြော်ထားခဲ့ရတာရှိပါတယ်အလားတူပြည်ထတဲ့ကပဋိပက္ခတွေကြောင့်အခုချိန်ထိကျွန်တော်တို့ဒီခက်တွေကြော်ထားနေရဆဲတဲ့ဖြစ်ပါတယ်ဒီချိန်မှာထပ်ပြီးတော့2023မှာဟလာနာဂိတ်မုံတိုင်း2024ခုမှာယာဂီမူပြင်းထန်ရွာတဲ့အတွက်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကျွန်တော်ကြော်ထားခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအခက်အခဲချက်တွေကြားမှာရုန်းကန်နေရတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ပါတယ်ဒီထဲမှာတခါထပ်ပြီးတော့ပြီးခဲ့တဲ့ April မတ်လ28ရက်နေ့ဖြစ်ပေါ်ခဲ့တဲ့ငလင်ရတော့ကျွန်တော်တို့နိုင်ငံမှာအဆိုးပါဆုံးသောတဘာဝဘေးရတဲ့တစ်ခုဖြစ်တယ်လို့ပြောပါမယ်ခုနဒီရှင်းပြကြတဲ့ဒီမှတ်တမ်းတွေမှာလည်းနာမည်ကွန်းမှာလည်းပြန်ပြီးဖြစ်တော့ပါပြီးဖြစ်တဲ့ကြဒီဟာတော့တိတ်ပြီးတော့အသေးစိတ်ကျွန်တော်မပြောတော့ပါဘူးတိုးတော်လည်းပဲဒီမှာနှစ်ချက်ပေါ့ကျွန်တော်တွေ့ပါတယ်တစ်ချက်တော့ဒီငလင်နဲ့ပတ်သက်ပြီးဓာတ်ရိုက်ထိခိုက်ခဲ့တဲ့ဒေသဆိုတော့အခုကျွန်တော်တွေ့ပါတယ်ဒါဓာတ်ရိုက်မှုပဲနဲ့ကျန်တဲ့အခြားဒေသဆိုပြီးတော့ဒီတစ်ခုခွဲခြားပြီးကျွန်တော်သွားတွေ့ပါတယ်အဲ့တော့ငလင်ဓာတ်ရိုက်ထိခိုက်ခဲ့တဲ့ဒေသတော့မန္တလေးတိုင်းဒေသကြီးကတော့အဆိုးဆုံးပေါ့နော်စကိုင်းတိုင်းအဆွန်ပြတဲ့ဒီဘက်ပါပါတယ်နောက်ပဲခူးတိုင်းပါပါတယ်ရှမ်းပြည်နယ်ပါပါတယ်ဆိုတော့မန္တလေးတိုင်းဒေသကြီးဟာနိုင်ငံစီးပွားရေးတွေမှာတော့ဒါဒုတိယအကြီးမားဆုံးစီးပွားရေးနေမည်ဖြစ်ပါတယ်ရန်ကုန်ပြီးလို့ရှိရင်ပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ကကြီးမားတဲ့ကုန်ထုတ်လုပ်မှုတွေရှိနေတဲ့ဒေသဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကုန်ထုတ်လုပ်မှုတွေမှာအကြီးသားနဲ့လူပြောရမယ်ဖြစ်တယ်ကျွန်တော်တို့ကဘီလိုက်မြေထုတ်လို့တဲ့တမ်းပြီးလုပ်ငန်းလိုဟာမျိုးတွေပေါ့အလတ်စားပေါ့လေတိတ်အကြီးတော့မဟုတ်ပါဘူးတို့တော်တွေကျွန်တော်ရှိပါတယ်ဒီတမ်းပြီးလို့ဘီလိုက်မြေလို့ဆိုတာဒီဆောက်တုံးကမှဒါပေမဲ့ဖြစ်မဲ့ဒီအရေးလိုအပ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ငလျင်ထုတ်ပြီး3ရက်လောက်ကြာမှာကျွန်တော်ဒီစက်အုပ်လို့တွေပျက်စီးမှုတွေနဲ့ပတ်ကျွန်တော်ဒါပြီးတင်ပြပါတယ်တင်ပြအခါကဘီလိုက်မြေစက်အုပ်တွေပါတော့ဘီလိုက်မြေစက်အုပ်တွေအများဆုံးပြင်ဖို့လိုမယ်။ဘာလို့တော့တို့ပြန်တိဆောက်လို့ရှိရင်ဘေးလက်မြေမရှိလို့မရဘူး။ဘေးလက်မြေမရှိလို့မရဘေးလက်မြေစုပ်နေဖြစ်ဖြစ်အောင်ပြန်တယ်ဖို့တဲ့ကျွန်တော်တို့ဒါစီစဉ်ပေးခဲ့ပါဒီမှာလည်းအခက်ခဲပေါ့ဗျာတခုကတော့ဘေးလက်မြေစုပ်နေရဲ့ဤပညာရခက်ခဲမှုပေါ့ကျွန်တော်တို့ web type နဲ့ drive type ကိုရှိတဲ့အခါမှာweb type ကတော့ပုံစံဟောင်းတယ်ပေါ့နော် web type ကတော့ drive type ကတော့ဒီဘက်ပုံစံတစ်ပေါ့အဲ့မှာတခါcapacity ကိုထုတ်လို့တဲ့နေ့စဉ်ထုတ်လို့တဲ့ capacity ကတချို့ကနဲတာဘယ်လိုမှစီးပွားရေးအတွေ့အကြုံမကိုက်တာရှိပါအဲ့တော့ဆက်ဥတော်တော်များများပေါ့တစ်ဝက်တော့ကကျွန်တော်ရက်ထားတာဖြစ်တယ်ဒါတွေလည်းအများဆုံးတည်းပို့တဲ့စက်မှုဝင်ကြီးနဲ့ဒီစီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေကျွန်တော်ခေါ်ပြောပြီးတော့မှဒါအများဆုံးတည်းရလို့ပါဘာလို့ဆိုဒီဆောက်ရေးလုပ်ငန်းမှာဘီလက်မြေတို့မရှိတို့ပါတယ်အဲ့ချိန်မှာမထင်မဲ့တဲ့သတင်းတစ်ခုပါတက်လာလို့ဆိုဘီလက်မြေဈေးကြီးတက်လာတယ်ဆိုတော့သတင်းတွေကျွန်တော်ရပါတဲ့4000လောက်ဒီဖြစ်လာတယ်ဆိုပြီးတော့ကျွန်တော်ရှိသတင်းတင်ပြပါကျွန်တော်ချက်ချင်းဒီဟာကိုစစ်ဆေးပြီးတော့မှတစ်ဖက်ကလည်းထိန်းသိမ်းမှုတွေလုပ်ပေါ့ဗျာလုပ်တော့ဒါတွေထိန်းချုပ်ရပါပွဲတော်တော့ဖြာခင်းကြတော့ပေါ့နော်ဒီလိုလုပ်ကြတော့အမှားတော့ကိုချင်းစာသေးတယ်လုပ်ဖို့တော့တင်ပါနော်ကိုချင်းစာသေးတဲ့ပုံပေါ်နဲ့ဘတော်လောကတွေဒီလိုဖြစ်လာတာကျွန်တော်တို့တွေ့ပါတယ်ဒါကခုနပြလိုက်မြေစေဒီလိုပဲတန်တဲ့ပတ်တယ်လေဒါကျွန်တော်တို့ကဒီဖောင်းဘားတွေပို့ပြီးရေးကြည့်ပါတယ်ဒီဖောင်းဘားတွေပါအိမ်ဆောက်အောင်ဒီဖောင်းဘားမရှိမဖြစ်တော့ပါတယ်အဲ့ဒါကျွန်တော်နိုင်ငံတကာနဲ့ဆက်တည်တဲ့အချိန်မှာလည်းကျွန်တော်ဒီဖောင်းဘားတွေကူညီပေးဖို့ဘာလို့ကျွန်တော်တို့ပြည်တွင်းမှာထုတ်လုပ်မှုကဒီဖောင်းဘားလုံလောက်မရှိဘူးဆက်ုံနေုံသုံးဖို့ပဲကျွန်တော်တို့ရှိတယ်တကယ်ထိထိရထုတ်နေတာတကယ်လို့ကတန်းနဲ့ရှိပြီးကျွန်တော်တို့ကဒါကြောင့်အဲ့ဒါလေးနိုင်ငံတကာကျွန်တော်ကူညီတောင်းတဲ့အချိန်မှာကျွန်တော်ထည့်ပြောခိုင်းပါတယ်ကျွန်တော်ကူညီပေးဖို့တစ်ချက်ပေးပါတခုကတော့ဘီလက်မြေတခုကတော့ဒီဖောင်းဘားတွေဖြစ်ပါတယ်တချို့ကလည်းဒီဖောင်းဘားတွေပတ်သက်ပြီးတော့ဒီရှုပ်ပြပါတယ်နိုင်ငံကြီးပြည်တွင်းကုမ္ပဏီတွေမှာကြားပြီးတော့မှပြန်နေရောင်းချမှုတွေလုပ်ကြတယ်ကျွန်တော်တို့သတင်းတွေကျွန်တော်တို့ရခဲ့ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒီတစ်ခုကတော့ဒါစက်မှုလုပ်ငန်းမန္တလေးမှာရှိတဲ့စက်မှုထဲမှာတော့တော်လေးအရေးပါတဲ့လုပ်ငန်းတွေဖြစ်တယ်ဆိုတော့တွေ့ပါတယ်အဲ့တော့ဒီမှာဒီစက်ရုံလုပ်ဝင်တွေလက်ပတ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလမ်းတွေကျွန်တော်ရှာတဲ့အခါမှာ MSME လုံးဝလို့ကျွန်တော်ဆွေးနွေးခဲ့တယ်လို့ပါတကယ်တော့ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်ဟလာ၄ချက်ကျွန်တော်တို့လိုအပ်ပါတယ်တစ်ချက်တော့ကုန်ချမ်းဖြစ်ပါတယ်ကုန်ချမ်း
ဒုတိယတော့ဗာလဲဆိုလို့ရှိရင်တော့တွင်းအားစုတွေဖြစ်ပါအဲ့ဒါတွေကတော့လောင်စာတို့နော်လျှက်စစ်တို့နော်ဒါတွေဖြစ်ပါတော့ကရင်းနှီးမြှုပ်နှံမှုငွေကြီးပါပဲငွေကြီးဒါကျွန်တော်တို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ HR လူသားရင်းမြစ်တွေလိုအပ်ပါတယ်အဲ့တော့ကုန်ချမ်းမရှိရင်ဘာဆက်ဦးမှာဘာမှလုပ်လို့မရပါဘူးဒါကြောင့်လာကုန်ချမ်းကိုကျွန်တော်တို့ကအဓိကပြည်တွင်းမှာရှိနေတဲ့ကုန်ချမ်းတွေအရင်းနှီးသားလို့ဖို့လိုအပ်ပါတယ်ဘာလုပ်ငန်းဖြစ်ဖြစ်ကုန်ချမ်းမရှိဘဲနဲ့အလုပ်လုပ်လို့မဖြစ်ပါဘူးဒါကြောင့်ကျွန်တော်ဒေပတ်တဲ့အခါမှာလုပ်တဲ့အခါမှာပြည်တွင်းမှာရှိတဲ့ကုန်ချမ်းအဲ့ဒီမှာဒေတာတွေထွက်တဲ့ကုန်ချမ်းကိုအခြေခံတဲ့ MSME လုပ်ကြဖို့ကျွန်တော် MSME အစည်းအဝေးတွေမှာကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော် MSME လုပ်ငန်းနဲ့ပတ်သက်ပြီးနိုင်ငံအနှံ့ရဲ့အခြေမောတက်ဆယ်ရှားတော့ကျွန်တော်တွားပြီးတော့ဒါတွေပဲအဓိကထားကျွန်တော်ပြောပါတယ်တကယ်လို့ဒါကျွန်တော်တို့ကဒီလုပ်ငန်းတွေများများအစားလုပ်နိုင်မယ်ဆိုလို့ရှိရင်တိုင်းပြည်မှာဘာပြောကွန်ထရိုးလုပ်မှုတွေရှိတဲ့အတွက်ကြောင့်ဒီစက်ုံဒီကုန်ပစ္စည်းပေါ်များမှုတွေဒါဖြစ်လာတယ်လို့ကျွန်တော်ပြောပါတယ်စက်ုံလုံးတွေလဲပတ်မှုရှိဖို့လိုပါတယ်စက်ုံလုံးတွေလဲပတ်မှုရှိလို့ရှိရင်အလုပ်အကင်ခွန်အားတွေရှိနေတဲ့သဘောပါလုပ်ငန်းတွေကိုအလုပ်ကံလုပ်ငန်းတွေရှိနေဆိုရင်လုပ်တဲ့လူတွေရဲ့ဝင်ငွေရနေတဲ့အားပါဝင်ငွေရလို့ရှိရင်ဝယ်လိုအားတွေကျွန်တော်ရှိလာဝယ်လိုအားရှိလို့ရှိရင်ရောင်းအားတွေရှိလာဒါသူ့ရဲ့စီးပွားရေး cycle တစ်ခုဖြစ်ပါဒါကြောင့်ကျွန်တော်တို့ကလုပ်ငန်းတွေရက်နေလို့မရအောင်ကျွန်တော်လုပ်ဖို့လိုပါဒီမှာလည်းကျွန်တော်ပြောချင်တာတော့ဟုတ်လားဒီလုပ်ငန်းတွေဒီလေပတ်ချင်းအပြင်ပေါ့နော်ဒီငွေရဲ့လေပတ်မှုတွေကျွန်တော်ရှိပါတယ်ဘာတစ်ခုမှလည်းဘာမှရှိတဲ့ငွေကြီးဒီမှာဘာလုပ်ငန်းရှင်တွေပါပါတယ်ဘာမှရှိတဲ့ငွေကြီးတွေကဘာနဲ့မှအိတ်နေလို့မရပါဘူးလက်ပတ်30တွေကိုလိုရပါလက်ပတ်30တွေမှာထိုက်တဲ့အတိုးပေါ့ဗျထိုက်တဲ့အတိုးအဲ့မှာလာအပ်တဲ့လူတွေဝယ်တဲ့ထိုက်တဲ့အတိုးပေးလို့လာချီးတဲ့လူတွေထိုက်တဲ့အတိုးနဲ့ယူဖို့လိုပါအချို့တွေမှာလေဒါတွေလည်းဘူဘာနဲ့ကျွန်တော်ပြန်နေညှိနှိုင်းဆောင်မနေရတာလည်းရှိပါတယ်တိတ်တော့ကျွန်တော်ဘွင်တော့မကြပါဘူးတိတ်တော့ဘွင်မကြပါဘူးတကယ်အဓိကတော့ဝေများများလည်နေဖို့လိုရပါတယ်ဝေများများလည်ပြီးတော့မှထုတ်နိုင်ဖို့လိုရပါတယ်အဲ့တော့ကိုယ်တို့လုပ်ဖို့များများလုံးမှကျွန်တော်တို့ကရောင်းဖို့ပစ္စည်းဆိုတာထွက်လာမှာရောင်းဖို့ပစ္စည်းမှာနှစ်မျိုးရှိပါတစ်ခုကတော့ပြည်တွင်းမှာရောင်းတဲ့ပစ္စည်းနဲ့နောက်တစ်ခုကပြည်ပရောင်းတဲ့ပစ္စည်းဖြစ်ပါပြည်ပရောင်းတဲ့ပစ္စည်းကတော့နိုင်ငံခြားဝင်ငွေကျွန်တော်တို့ရတယ်ပြည်တွင်းရောင်းချမှုပစ္စည်းကတော့လူတွေသုံးတယ်ဆွဲနေတာပေါ့ဒီလိုဖြစ်ပါအဲ့တော့မဖြစ်မနေလုပ်ရမှာတော့လုပ်ငန်းတွေလေပတ်ဖို့လိုအပ်ပါဆိုတော့ပဲဒုတိယအကြီးမားဆုံးစီးပွားရေးလုပ်ငန်းဒီနယ်မြေဖြစ်တဲ့မားလေးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးအာရုံစိုက်ပြီးတော့လုပ်ဖို့လိုတယ်လို့ကျွန်တော်တို့ပြောလို့ပါအဲ့တော့ကိုလိုလုပ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ MNCC 1မှာလုပ်ခဲ့တဲ့2025အလို့စီးပွားရေးနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အခါမှာကျွန်တော်ထိပ်ပြီးပြောခဲ့ပါတယ်ကျွန်တော်တို့ GDP ကျွန်တော်တို့ကနည်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအခုဒီတဲ့ဒီဟာကိုတော်တော်ရုန်းကန်နေတဲ့အနေအထားရှိပါတယ်ခုနပြောတဲ့ကုန်ထုတ်လုပ်မှုမှာနှစ်မျိုးပြည်ရင်းနဲ့ပြည်ပရောင်းတဲ့ပစ္စည်းနဲ့ပြည်ပရောင်းတဲ့ပစ္စည်းတွေများလာလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံခြားဝင်ငွေပိုများလာမယ်သဘောပါပုံဝင်လေးပြောလို့ရှိရင်အခုပြီးခဲ့တဲ့2024 25ဘာသာနဲ့မှာကျွန်တော်ကုန်သွယ်မှုမှာ2.3 ဘီလီယံလောက်အမေရိကန်ဒေါ်လာ2.3 ဘီလီယံလောက်ပုံငွေပြပါတယ်ကျွန်တော်တို့နိုင်ငံပုံငွေပြတိုးတော့လည်းပဲဒါ trade ကပုံငွေပြတော့ non trade မှာကြတော့လူငွေတွေအများကြီးပြလူငွေတွေအများကြီးပြအနှုတ်တွေတအားများပါတယ်အနှုတ်တွေများတဲ့အခါကျတော့ဘာအကြောင်းတွေမှာကျွန်တော်တို့အနှုတ်တွေများနေတယ်ပေါ့ကျွန်တော်တိုက်ကြည့်တယ်ဘာဖြစ်လို့ဘာလို့ဒီတော့လို့ကျွန်တော်တို့တောင်ဝင်ရလင်းနေရှိပါလင်းနေမှာဘာတော့တင်းနေကျွန်တော်တို့ပုံငွေပြပါတယ်ဒုတိယနဲ့တတိယနဲ့မှာလူငွေပြပါတယ်ဟိုတတိယနဲ့မှာခုနပြောတဲ့ဆိုရနဲ့မှာကျွန်တော်တို့ပုံငွေကျွန်တော်တို့ပြပါတယ်ဒီလင်းနေလို့ပြန်ပေါင်းခြင်းကျွန်တော်ပုံငွေပြပါတယ်တို့တော်လည်းပဲဒါ trade ပါတာပုံငွေပြပါမယ် non trade မှာလူငွေတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွေဈေးမြင့်နေတာကြီးဖြစ်ပါတယ်အဲ့ဒါနိုင်ငံခြားငွေရှားပါမှုကြောင့်ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်ပြည်ပထွက်ခွာမှုတွေကျွန်တော်စဉ်းယူကြည့်ပါဒီတစ်ခါမှာကျွန်တော်တို့ကဒီဈေးတွေထွက်တာနေစားဂိတ်တွေထွက်တာနဲ့ပတ်သက်ပြီးယူကြည့်တဲ့အခါကျတော့နိုင်ငံခြားတော့ထားပါပြည်ပထွက်ခွာမှုတွေတော်တော်များတာတွေ့ပါဒီလိုသွားတာသူပြည်ပထွက်ခွာမှုလမ်းလျှောက်သွားတာဘို့လေမန်းနဲ့သွားကြတာပဲလေငါတွေကုန်တာပေါ့အဲ့မှာဒါအခြေခံလေးတစ်ခုတွေကျွန်တော်တွက်ပြတယ်ဆိုတော့ကျွန်တော်တို့ကအသုံးကျွန်တော်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဝင်ငွေရမှာကျွန်တော်ပြန်ရှာဖို့အဲ့တော့
လိုအပ်ပါတယ်ဝင်ငွေရအောင်ပြန်မချနိုင်တော့တိုင်းပြည်ကတော့တဖြည်းဖြည်းနဲ့ပါသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုကွန်ထရိုးလုပ်မှုကမဖြစ်မနေလိုအပ်ပါတယ်စက်ရုံတွေလုပ်နေမရက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီမှာစက်ရုံလုပ်နေပတ်သက်ပြီးလုပ်တဲ့သူများကလည်းဒီများလဲပတ်နိုင်ဖို့တော့ကျူးစားစီလို့ပါကျွန်တော်အဲ့လိုကလည်းပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်ပြောခဲ့တယ်လို့ထင်ပါတယ်နော်ကျွန်တော်ရဲ့မူဝါဒမှာစီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒကတော့တိကျတော့ပစ္စည်းကြီးတူလို့ရှိရင်ဈေးသက်သာဈေးကြီးတူလို့ရှိရင်ပစ္စည်းပူအရေးသေးပူကောင်းအောင်ဒါမှဒါဒီဈေးကွက်မှာလည်းကြောင်းရမယ်ကျွန်တော်ဒါမူဝါဒနဲ့ပဲကျွန်တော်ရဲ့ကျွန်တော်တက်မရတဲ့သက်ဆိုင်တဲ့စီးပွားတွေကတော့ကျွန်တော်ဒီမူဝါဒနဲ့ပဲလုပ်ခိုင်းပါတယ်ကျွန်တော်နဲ့ရင်းနှီးတဲ့ပုံကိုယ်တွေလည်းကျွန်တော်ဒီတိုင်းပဲအကြံပေးပါတယ်ခင်ဗျားတို့ဒီတိုင်းပဲလုပ်ပါရေးကြည့်တော့ကျွန်တော်တို့ကဘူများဘောလုံးများတက်လာဖို့လိုပါတယ်တန်ဖိုးအပြင်ဘောလုံးတက်လာဖို့လေပစ္စည်းကွန်မိုဒီတီအပြင်ဘောလုံးတက်လာဖို့လေဒီတစ်ခုမတက်ဘဲနဲ့စီးပွားရေးဘလုံးမတက်နိုင်ဘူးဒါကျွန်တော်တို့ပြောပါတယ်ဒုတိယတစ်ချက်ပါလဲဆိုရင်ပြည်တွင်းထုတ်ကိုအားပေးဖို့ပေါ့ပြည်တွင်းထုတ်ကိုခုတ်ကူပစ္စည်းအားပေးဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီ non trade ကနေသုံးနေတဲ့ပတ်စံတွေမှာပြပပါလိပဲတရားမတွင်းတဲ့ပစ္စည်းတွေတော်တော်လေးများတာနေ့စဉ်နဲ့မှကျွန်တော်သတင်းစာထဲမှာကျွန်တော်ထည့်ပါတယ်တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းတွေဖမ်းဆီးရမှုတွေဘယ်လောက်ရှိနေတယ်ဆိုတော့အများအားထည့်ပြီးကျွန်တော်တို့မိတာပဲရှိတယ်မမိတာတွေအများကြီးရှိပါတယ်ကြည့်လိုက်လို့ရှိရင်21ကနေစပြီးကြည့်လိုက်လို့ရှိရင်တဖြည်းဖြည်းနဲ့များလာတာကျွန်တော်တို့တွေ့ပါတယ်ဒါဘာဖြစ်လို့လဲပြောလို့ရှိရင်တစ်ဖက်ကတော့ဒေသကုန်သွယ်ရေးအခက်အခဲရှိလို့လူထုတ်တယ်လို့ဒါပြောကြတယ်ကျွန်တော်တို့normal trick ကနေပေးထားတဲ့လမ်းကြောင်းတွေအများကြီးရှိပါတို့တော့အဲ့ဒီမသွားကြဘူးမသွားဘဲနဲ့ဆူလနဲ့နေဖြစ်တဲ့ငွေမြန်ရအောင်ပေါ်လိုချင်တဲ့စိတ်နဲ့ဒီ non trick ကနေပြီးတော့ကိုနေစားကိုကြရေးတွေမှာတရားမဝင်ပုံစံမှုနဲ့ဒါလုံးကြတာဒါဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါဒီမှာပြပနေပြီးတော့မှားယူတင်သွင်းတဲ့ပစ္စည်းတွေတော်တော်များလာကျွန်တော်တို့ဒါကိုကျွန်တော်တို့ကပြည်တွင်းထုတ်ကုန်ပစ္စည်းနဲ့အစားထိုးဖို့လုပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော် MSME ကိုကျွန်တော်အားပေးခြင်းဖြစ်ပါတယ် MSME ကအခုဆိုရင်လွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်22ကစပြီး MSME စအားပေးကြတာ3နှစ်ပြီးခဲ့တဲ့ဒီရောင်းပွဲမှာဆိုလို့ရှိရင်တန်ဖိုးquality တော်တော်ကောင်းတဲ့ပစ္စည်းတွေထုတ်ပြီးတော့ကျွန်တော်တို့တွေ့ပါတယ်တို့ဆိုလည်းပဲဒီဟာတွေမှာလည်းစားသောက်ကုန်အခြေခံတဲ့ပစ္စည်းတွေများတာတော့ကျွန်တော်တွေ့ပါတယ်ကျန်တဲ့နိုင်ငံစီးပွားရေးထောက်ပံ့ပြုတဲ့ပစ္စည်းတွေလည်းဆက်လက်ထုတ်ဖို့လိုအပ်မယ်လို့ကျွန်တော်ပြောလိုပါတယ်ရင်းနှီးမြှုပ်နှံမှုဝေကြီးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံပတ်သက်ပြီးကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးငရေတာပြန်နေထူထွန်းပတ်သက်ပြီးကျွန်တော်ညှိနှိုင်းဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကတော့ခုနပြောတဲ့အရင်းနှီးလိုတယ်လို့ကျွန်တော်တော့သဘောပေါက်ပါဒါကြောင့်ကျွန်တော်တောင်းရှိတဲ့ဒီဘာသာရေးနဲ့ပတ်သက်တာငွေရှိတဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့ခေါ်ပြီးဆွေးနွေးပါအဲ့ဒါသူတို့ကလည်းကျွန်တော်တို့ဒီငွေချီးပေးဖို့တဲ့နော်ပုဂ္ဂလိကနဲ့အစိုးရနဲ့ပေါင်းပြီးလုပ်ဖို့ဟာတွေကျွန်တော်တင်ပြပါတယ်ကျွန်တော်သဘောတူပါတယ်ဒီဟာမပေးနေတဲ့အကြောင်းမရှိပါဘူးအဲ့တော့အတိုးတွေတွေ့တဲ့ခါကျတော့လေကျွန်တော်နှစ်မျိုးခွဲခြားပြီးသူတို့ပြောပြပါတယ်တစ်ခုကတော့ developing နဲ့ပတ်သက်တာတစ်ခုရှိပါလိမ့်မယ်နောက်တစ်ခုကတော့ commercial နဲ့ပတ်သက်တာရှိပါလိမ့်မယ် developing ကတော့ဗျာလို့ငါတို့အတိုးသွားပြီးတော့များလို့မရဘူး100ခန်းတော့200ခန်းတော့လည်း developing လုပ်ဖို့လိုတယ်ဘာလို့ဗာနေရဲ့ဝန်ဆောင်မှုလုပ်ငန်းဝန်ဆောင်မှုရသူကတော့ဗန်ချချက်စီသူယူဖို့ရရှိဒါကြောင့်ဒါတော့အတိုးနဲ့တက်တာလုပ်ပါဆိုပြီးကျွန်တော်သူနံပါတ်1ချက်ကျွန်တော်တို့ပြောပါနံပါတ်7က developing ဟိုဒီကျွန်တော်တို့ commercial နဲ့ပတ်သက်တာပါ commercial နဲ့ပတ်သက်ရင် commercial ကတော့နှစ်ပိုင်းစဉ်းစားမှာတစ်ပိုင်းကတော့ဒီခုနပြောတဲ့ငရင်ထန်တဲ့ data တွေမှာရှိတဲ့ commercial လုပ်ငန်းတွေကိုပြီးမဲ့အတုံးလုံးတစ်ခုစဉ်းစားရပါဖြစ်ပါဒါလည်းဒီမှာနည်းနည်းဆွေးနွေးစီခြင်းပါဒုတိယဘာလို့ဆိုတော့ဒီငရေတံမသိတဲ့ data မှာရှိတဲ့အခြား data မှာရှိတဲ့ data တွေရဲ့ developing နဲ့ဒီ commercial နဲ့ပတ်သက်တဲ့အတိုးတစ်ခုဖြစ်ပါအတိုးကတော့ကျွန်တော်သဘောဆိုအတိုးနည်းနည်းပေးစီချင်တာပေါ့နော်ဒါပေမဲ့လည်းဒီသူတွက်တဲ့ချက်တဲ့အခါမှာတော့ပေတီးတော်တော်ခောက်ကြတဲ့အခါကျတော့ကျွန်တော်တို့လည်းဒီဟာကိုလည်းတော်တော်တွေ့ရပါတယ်နော်ဒါကြောင့်ကျွန်တော်ဖြစ်နိုင်လို့ရှိရင်တော့ဒါလေးတွေအတိုးနှုတ်သက်သာတဲ့ဟာတွေဖြစ်အောင်ဗာနေပဲတာဝန်ရှိတဲ့ပုဂ္ဂိုလ်များနဲ့ဆွေးနွေးမပုဂ္ဂိုလ်များတဲ့ဒါလေးတွေကျွန်တော်ရဲ့အတွေ့အကြုံအများကြီးရှိပါတယ်ကျွန်တော်ဆိုတော့ကျွန်တော်ကတော့စာအတွေ့အကြုံကကျွန်တော်ရဲ့ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံကဒါပြောရင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီလုပ်ငန်းရှင်မှာလုပ်ငန်းနဲ့ပေါဝင်ပတ်သက်တယ်လို့မဟုတ်ပါဘူးကျွန်တော်အမြင်ကတော့
အတူတူတဲ့တာနဲ့ဒီရင်းနှီးမြှုပ်နှံမှုရအောင်လုပ်ပေးစေဖို့အတွက်ကျွန်တော်ဒါပြောချင်ပါတယ်အခုကျွန်တော်တို့ဆိုလို့ရှိရင်ဒီငရေတန်တဲ့ဒေတာများအတွက်ဒီချိမွေတဲ့ဘီလန်900ကျွန်တော်ဖယ်ထားတာရှိပါတယ်မူလကျွန်တော်300နဲ့စပြီးတင်ပြတာနောက်ကျွန်တော်တို့900ထိခွင့်ပြုပေးပါအခု900ထိကျွန်တော်တို့သုံးနိုင်မယ်ဖြစ်ပါဒါကျွန်တော်ပေးပါမယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တဲ့ဝီဒီကျွန်တော်ထုတ်ပေးပါမယ်ဒါတော့ငလင်တန်နဲ့ပတ်သက်တဲ့ဟာပေါ့နောက်တစ်ခုကတော့နိုင်ငံစီးပွားမြင့်တင်မှုနဲ့ပတ်သက်ပြီးကျွန်တော် MSCB လုပ်ငန်းတွေစကြရနိုင်ငံစီးပွားမြင့်တင်ရမှုတွေပြီးကြတာရှိပါတယ်ကျွန်တော်ထက်မှာ296ဘီလီယံကျန်ပါတယ်နော်ဒါလည်းခုနအတူနှုံးနေနဲ့ပတ်သက်ပြီးဆိုတော့ဒီမှာလည်းပြတဲ့ထက်မှာလည်းပါတော့ပါအဲ့တော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ပေးချင်ပါတယ်ဒီ296ဘီလီယံကိုထုတ်ပေးချင်ပါတယ်စီစက်တွေပါဝင်စိုက်ုံအလုပ်ဝင်တွေအားလုံးကျွန်တော်ဒီနိုင်ငံစီးပွားမြင့်တင်နဲ့ပတ်သက်ပြီးကျွန်တော်ပေးချင်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းထက်တင်ဆွေးနွေးသွားကြဖို့လည်းကျွန်တော်ပြောလို့ပါနောက်ကျွန်တော်ကြိုးစားမှာဒီလိုစီးပွားရေးမြင့်တင်မှုကြိုးစားရင်တစ်ဖက်ကပါလို့မသိဘူးကုန်စုံလို့ကြာစင်းကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်နော်ကုန်စုံလို့ကြာစင်းကုန်စုံတွေကိုတက်ပါတယ်ဒါပုံမှန်လေးပြောရရင်တော့ကုန်စုံတွေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်ဂျာရီတူမရိုက်ပေါ့ဗျာဂျာရီတူမရိုက်ကျွန်တော်2021ခုနှစ်မှာဆန်စင်းနဲ့ပတ်သက်ပြီးဇာဘာစင်းနဲ့ပတ်သက်ကျွန်တော်အကြောင်းအရာတစ်ခုကျွန်တော်ပြောတဲ့အချိန်မှာတစ်ခုကျွန်တော်ထည့်ပြောပါအဲ့ဒါဘာလဲဆိုတော့အရန်အဆွဲမတင်ပါနဲ့ရန်ဆွဲလို့ရှိရင်အဲ့ပုံမှာကာဘာဖြစ်အောင်တစ်ခုလိုက်လာနေမယ်ကိုယ်စတစ်ခုတက်သွားပြီးပြန်ချဖို့ဆိုတာမလွယ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အရန်မတင်ဘူးကျွန်တော်စာဝင်ရှိတဲ့စီဝိုင်းနဲ့ပတ်သက်လုပ်နေတဲ့တာဝန်ရှိတဲ့ပုံတွေကျွန်တော်ပြောခဲ့ပါတယ်နော်ဒါမှလည်းတရှိပြီးကခုနကပြောတဲ့trade ရလိုအပ်တဲ့ငွေကြီးလိုအပ်ချက်ပေါ့နောက်တော့က non trade ရလိုအပ်တဲ့ငွေကြီးလိုအပ်ချက်ပေါ်မူတည်ပြီးတော့ဒီဈေးတွေဆွဲတင်လာခဲ့ကြမှာအခုတော်လေးဈေးမြင်တာကျွန်တော်တို့တွေ့ပါတယ်ဒါကိုရှင်းနိုင်တဲ့ဒီလမ်းကတော့ဘာလဲဆိုတော့ control လုပ်မှုပဲဖြစ်ပါတယ် control လုပ်မှုမရှိဘဲနဲ့ကုန်စုံလို့ကြဖို့ဆိုတာဘယ်လိုမှမဖြစ်ပါဘူးဒါ9ခုရှိတဲ့ဟာကိုလူ9ယောက်ပဲတွေ့ရင်ပြဿနာမရှိဘူးပဲ9ခုရှိတာကိုလူ10ယောက်သုံးလို့ဆိုလို့ရှိရင်ပြဿနာရှိလာပါလိမ့်ဒါဈေးကြီးတဲ့သဘောပါဒီလိုပဲဒီ10ယောက်ရှိတာမှာကျွန်တော်10ယောက်10ခုထုတ်ပေးနိုင်လို့ရှိရင်ပြဿနာမရှိပဲလူ20သုံးနိုင်မယ်ဆိုပြဿနာရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့က supply and demand မြောက်အရင်ကျွန်တော်တို့ဒါပြည်တွင်းမှာမဖြစ်မနေလုပ်ရပါတယ်ကျွန်တော်ပြီးခဲ့တဲ့စီးဝေးတွေမှာကျွန်တော်ဒီမှာတော့မဟုတ်ပါဘူးကျွန်တော်တို့အစိုးရအစည်းအဝေးတွေမှာပြည်내တိုင်းဝန်ကြီးချုပ်တွေကသူတို့ဒေသရဲ့ control မှုနဲ့ပတ်သက်တင်ပြကြပါကျွန်တော်တစ်ချက်ပဲထောက်ပြတယ်ခင်ဗျားတို့ကျုပ်စီဘယ်လောက်ရှိလဲဟုတ်ပြီခင်ဗျားတို့ဒေသမှာဦးစားချက်ဘယ်လောက်မွေးထားလဲလူကြီးဘယ်လောက်ရှိတယ်မြို့ပေါ်လူကြီးဘယ်လောက်ရှိတယ်ခြေတဲ့လူကြီးဘယ်လောက်ရှိတယ်ကျွန်တော်ထောက်ပြတယ်ကောပြီပြကျွန်တော်ရဲ့တကွန်စင်းရပြောလို့ရှိရင်သူ30ရာခိုင်နှုန်းကမြို့ကန်နေတယ်လို့ပြောပါတယ်ကောင်းပြီလူကြီးရဲ့30ရာခိုင်နှုန်းနဲ့ခဲလို့မွေးထားတဲ့ဒါအသားငါကျက်ဥနဲ့ပတ်သက်တာခဲလို့ရဲ့ဒေတာမှာမွေးထားတဲ့ချင်းကြည့်ပါဗညာကန်လို့ရှိတယ်အဲ့ဒါဆိုတော့ခဲလို့ကုန်စည်လို့ကြီးပါပဲအဲ့တော့ဒါကိုမွေးဖို့တဲ့ဒေတာမှာရှိတဲ့သူတွေအားပေးဖို့လိုပါတယ်ကျွန်တော်တို့ဒီ planet economy သွားတာမဟုတ်ပါဘူးစီမံကိန်းစီးပွားရေးလို့သွားတဲ့နိုင်ငံမဟုတ်ပါဘူးဈေးကွက်စီးပွားရေးလို့သွားတဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ဒီဈေးကွက်စီးပွားရေးလုပ်မှလို့တော့ပုဂ္ဂလိကများပြည်သူများသာဖြစ်ပါတယ်အစိုးရမလုပ်ပါဘူးအစိုးရတော့မူဝါဒနဲ့ကူညီမှုလာကျွန်တော်လုပ်ပေးတာဖြစ်တယ်ဒါကြောင့်ဒါတွေကိုကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်ဒီလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ကိုယ်စင်းတို့ကြီးနေမှာဖြစ်ပါတယ်ဒါကြောင့်ဒါနဲ့ပတ်သက်ပြီးကိုယ်ထုတ်လုပ်မှုတွေစာရေးတော်ရေးနေစာရေးတော်ရေးတဲ့လိုအပ်တဲ့အခါကိုကိုယ်ထုတ်လုပ်မှုတွေလက်ချဖို့လိုအပ်ပါတယ်အလားတူပဲထန်ထုံးတွေကောင်းအောင်လုပ်ဖို့လိုပါတယ်ပန်းနိုင်ကြီးမှကျမပြည့်ပြီပေါ့ကျွန်တော်နိုင်ငံတကာတတ်မှတ်ထားတဲ့နိုင်ငံတကာပေးထားတဲ့အချက်တွေပေါ်မူတည်ပြီးမြန်မာနိုင်ငံမှာလည်းမဆန်ဆွေဘလောက်ထွက်ဖို့ပဲဆိုတဲ့ဘလောက်ထွက်ဖို့နှာဆိုတဲ့ဘလောက်ထွက်ဖို့တတ်မှတ်ပေးထားတယ်ဒါနိုင်ငံတကာရဲ့စံပေါ်မူတည်ပြီးတော့ပေးခြင်းဖြစ်ပါဒါပေမဲ့ဘယ်တီးနဲ့မှမမီဘူးဗျမမီဘူးအဲ့လိုမမီတဲ့တော့ကြောင့်ပန်းနိုင်ကြီးမှကျမပြည့်မီတဲ့ကြောင့်နိုင်ငံရဲ့ဝင်ငွေက8 to 11 billion လောက် US ဒေါ်လာ8 to 11 billion လောက်ကျွန်တော်ဆုံးရှုံးမှုရှိတယ်နော်ဒါအထောက်အကူတစ်ခုတည်းအထောက်အကူဆိုတော့လေဗျမျိုးမြေရည်နီးပုံမူတည်ပြီးကျွန်တော်တို့ကလုပ်ကြတာပေါ့ဒါအသေးစိတ်ဆွေးနွေးဆိုအချိန်ကြာပါလိမ့်မယ်နော်ဒါကြာကျွန်တော်တို့မျက်စိထဲမှာတော့ဒါမြင်နေပါလေပြောချင်ပါတယ်တရားပေါ့ဆိုတော့ကျွန်တော်တို့အထောက်အကူတွေကောင်းအောင်လုပ်ဖို့လိုတယ်ထို့တူပဲတိရဆောင်ရည်ပြည့်အောင်လုပ်ဖို့လိုပါတယ်တေချာမွေးဖို့လိုပါတယ်အဲ့ဒါဆိုလို့ရှိရင်ကိုတို့လုပ်မှုတွေမြင်လာလို့ရှိရင်စောစောပြောတဲ့ quality ကရလို့ရှိရင်ပြပပုဂ္ဂိုလ်တွေရလာ
ကျွန်တော်တို့ပြီးခဲ့တဲ့ဆွေးမှာလူကြီးဘေးကဘာကျွန်တော်နိုင်ငံမှာဘေးနားမှာလူကြီးဟလာ4 ဘီလီယံနေပါတော့ရှိတယ်လူကြီးရှိနေတယ်ဈေးကွက်ကြီးတစ်ခုလုံးဖြစ်နေတယ်ဗျာလို့ဒါကိုကျွန်တော်တို့လုပ်ဖို့လူတယ်လို့ကျွန်တော်ပြောကြတာရှိပါဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တာကွန်ထရိုးလုပ်မှုတွေမြင့်တင်ပေးဖို့တဲ့တာဝန်ရှိသူများပေါ့ဒီမှာလည်းဆွေးနွေးဆောင်နေဖို့တဲ့ဒါငလင်းတန်းအလွန်ပေါ့လေဒါဘယ်လိုလုပ်ကြမလဲဆိုတော့ဒီဆွေးနွေးဖို့ကျွန်တော်ပြောလို့ပါပြန်လည်တည်ဆောက်လုပ်ငန်းမှာရေးကြည့်တာတော့တည်ဆောက်ရေးလုပ်ငန်းအဆောက်အဦတွေတန်းတရားတွေပေါ့ဒီမှာလည်းကျွန်တော်မန္တလေးတွားကြည့်တဲ့အချိန်မှာ Sky Villa နော်စိတ်ကောင်းပွဲတော့တွေ့ပါတယ်ပြူကျပျက်စီးပြီးလူပေါင်းရာခဏနဲ့ရာကျော်သေးပါတော့တွားကြည့်တော်တော်စိတ်လည်းမကောင်းပါဘာဖြစ်လို့လဲဒီလောက်ထိပျက်စီးသွားတယ်ကျွန်တော်မေးတဲ့ခင်မှာတက်ဆိုင်ရာစီဗီသာရနေပြီးတော့7 Richter scale စောင့်နိုင်တဲ့အဆင့်ကိုလုတ်ပါဆိုပြီးတော့ပြောရတဲ့ကြောင့်အဲ့ဒီကစောက်တွေလုပ်ငန်းတွေက7 Richter scale ခံနိုင်တဲ့အဆောက်အဦပဲစောက်တယ်လို့ကျွန်တော်complain ပေးတာပေါ့နော် complain ပေးတော့ကျွန်တော်တို့က1912ခုနှစ်မှာထုတ်ခဲ့တဲ့ငလင်းရ 8 Richter scale ရှိတဲ့ငလင်းမာလင်းငလင်းအဲ့တော့ပြုံးလင်းငလင်းမေမျိုးငလင်းတွေခေါ်တာပေါ့ကြောက်ချမ်းမှာထုတ်ခဲ့တာနောက်ချုံမှုနဲ့ကြောက်ချမ်းကိုပြီးပြီးထုတ်သွားတယ်ဒါငလင်းမှာ8 Richter scale ရှိပါဒါကျွန်တော်တို့က8တဲ့မရောအောင်ဒါမျိုးငလင်းကမထုတ်နိုင်ဘူးလို့ပြန်မပြောနိုင်တော့ဒါကြောင့်ကျွန်တော်တို့ကဒီလိုကြွက်စားပြီးတော့8တောက်ကြီးကျွန်တော်တို့ကတင်ပြီးတော့လုပ်ခဲ့ရမှာဒါပေမဲ့ကျွန်တော်တို့ကပေါ့တတာပဲငလင်းနဲ့ပတ်သက်ပြီးတော့ short တဲ့အခါမှာခုန7 Richter scale နဲ့စောက်တော့ခုနအစာအုပ်ကြီးပြိုကျခဲ့တာကျွန်တော်တော့တွေ့ပါတယ်ဒီလိုပဲနေပြီးတော့မှစောက်တဲ့အစာအုပ်တွေခဲလို့ဒါကံကောင်းတော့ဒီခေါ်တယ်ကြမ်းတာပါခေါ်တယ်တော့ဘယ်မှာပြတ်ပါလဲနော်ခါမတွေဘယ်မှမရှိပါဘူးရှားရှားပါပါဒီတစ်ခုပဲကျွန်တော်ရပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအင်ဂျင်နီယာဘက်ကနေ short ပြီးတော့စဉ်းစားတဲ့အတွက်ကြောင့်အကျိုးဆက်ကပါလဲဆိုရင်ကျွန်တော်တို့ထိခိုက်ဆုံးရှုံးမှုတွေကြီးမားမှုဖြစ်ခဲ့တာဖြစ်ပါဒါကြောင့်ပြန်နေတည်ဆောက်လုပ်တဲ့အခါမှာဒီအဆောက်အဦတည်ဆောက်တဲ့အခါမှာကျွန်တော်ဒီ Richter scale ရှိတဲ့အဆောက်အဦခံရအောင်ဆောက်ရမယ်လို့ကျွန်တော်ကတော့ပြောထားတာရှိပါအဲ့တော့ကျွန်တော်တို့အခုလိုလုပ်ချင်းသည်နောင်လာမဲ့ကျွန်တော်တို့မျိုးဆက်တွေရဲ့တက်ရှိဖို့အတွက်ကျွန်တော်တို့ရဲ့အန်ရယ်မရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါရှေ့မှာဆောင်ရွက်ခဲ့တဲ့အခါတွေကကျွန်တော်အိုက်တန်ကျွန်တော်ခံရတာဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဘယ်ညာပဲဆောက်ဆောက်ဒီအဆောက်အဦတွေလုပ်တဲ့အခါမှာRichter scale ရှေ့အနည်းဆုံးဆောက်ရှိအောင်လုပ်ကြဖို့ပြောပါဒီမှာတော့ engineer ရဲ့ကဏ္ဍအရေးကြီးပါ Tribune Civil Engineer တွေပေါ့ဒီမှာလည်းလုံးဝမလျှော့ပေးကြဖို့နဲ့ Civil Engineer နဲ့ပတ်သက်ပြီး short အလေးထားဆောက်သွားကြဖို့လည်းကျွန်တော်ပြောလို့ပါကျွန်တော်တို့နိုင်ငံမှာကျွန်တော်အခုထိတော့6ထပ်လောက်ပဲကျွန်တော်စောက်ခိုင်းပါတကယ်တော့မိုးမြတိုက်တယ်စောင့်နေရမှာဂျပန်တို့တရုတ်တို့ငလင်းတန်းခါတဲ့နိုင်ငံတွေရှိပါတယ်ဒါတို့နိုင်ငံတွေငလင်းတန်းခါနေတဲ့မူးမော်ဓာကြီးတွေစောက်ပြီးနေကြတာစောတော့ဒီမှာလည်းပြတာလှုပ်တယ်swing ဖြစ်နေတာလေကျွန်တော်တို့တွေ့ကျွန်တော်တို့ဘာလို့စောင့်နေလဲအင်ဂျင်နီယာပညာနဲ့တို့စောက်သွားတာကျွန်တော်တို့ဒီမှာဘာလို့မရမလဲစောက်လို့ရှိရင်ရမှာတိုးတော့ဒီပညာရှိမှဒီနည်းပညာရှိမှကျွန်တော်တို့စောက်လို့ရဒါလောလောဆယ်အနေထားမှာတော့တိတ်အန်ရမရှိတဲ့အမြင့်ကိုပဲစောက်ဖို့ကျွန်တော်ဒါပြောထားတာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီငလင်းတဘာဝင်းနဲ့ပတ်သက်လို့ရှိရင်နောင်ပြန်နေထူတဲ့လုပ်ငန်းလုပ်တဲ့အခါမှာတော့ငါတို့ငွေကုန်လာပဲလို့သွားပြီးတော့မလုပ်စေချင်ပါဘူးဒီတဲ့ပို့ပြီးတော့မှစိတ်ချတဲ့ရင်းနှီးမှုနှံမှုပြီးပြီးတော့မှခိုင်ခန့်အောင်လုပ်ကြပေးဖို့ကျွန်တော်ပြောလိုပါတယ်ဒါကြောင့်ဒီနေ့ဆွေးနွေးပွဲတွေမှာကျွန်တော်ပြောမှဆိုတော့ကကျွန်တော်တို့တနိုင်စာတော့ကျွန်တော်ရှိပါတယ်ဒီလိုပဲကျွန်တော်မဆွေးနွေးတော့ပါဘူးအဲ့တော့ပြောမှဒီဆွေးနွေးပွဲကအင်မတန်ကိုကောင်းမွန်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်ကျွန်တော်လည်းစိတ်ဝင်စားနေကျွန်တော်ရှိပါတယ်ဒီဟာကိုကျွန်တော်အားလုံးကျွန်တော်နားထောင်ပါမယ်ဒီဟာနားထောင်ပါကျွန်တော်တော့ပြန်ပြီးတော့ကျွန်တော် report ပြန်တင်တဲ့အခါမှာကျွန်တော်ကိုပြန်ပြီးဖတ်ပါတယ်ဒါတွေအားလုံးအဓိကတော့ဒီပုံမှာပုံမလင်းလင်းနဲ့နော်ဘာလို့လုပ်တဲ့နဲ့ဘာတွေဖြစ်တဲ့နဲ့ဆိုတာပုံမလင်းလင်းဆွေးနွေးပေးကြဖို့ကျွန်တော်အကြံပြုတိုက်တွန်းလိုပါတယ်ဗျာဟိုစိတ်ရှိနားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းပြောပြတယ်ကောင်းပါ